မင်္ဂလာပါရှင် distribution နဲ့ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ဗီဒီယိုဖိုင်လေးကကြတော့2026တနှစ်တာလို့ရဲ့ငွေဝင်စေတဲ့အဒေထံ9ရက်9ချက်ဖြစ်ပါတယ်ဒီငွေဝင်စေတဲ့ငွေဝင်ကျန်းစေတဲ့အဒေထံ9ရက်9ချက်ဟာအမတန်ကိုမှစွမ်းထက်စေတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ9ရက်9ချက်ကိုမပြတ်မကွက်လိုက်ပါလှုပ်ဆောင်ကြပါအရင်ဦးဆိုဒီဗီဒီယိုဖိုင်လေးကိုကိုယ့်ရဲ့ WhatsApp ကို share ထားပါကိုယ့်ရဲ့ WhatsApp ကို share ထားခြင်းဖြင့်ကိုဟာနေ့စဉ်နဲ့မျှလှုပ်ဆောင်လို့ရပါတယ်ပြီးရင်ဒီ9ရက်9ချက်ကိုကိုယ့်ရဲ့ဒီဗီဒီယိုဖိုင်ရဲ့ comment မှာလာပြီးတော့မှ day 1 day 2 day 3ဆိုပြီးတော့မှရေးပေးနိုင်ပါတယ်ဒါမှမဟုတ်လို့ရှိရင်ကိုကမအားတဲ့သူဆိုလို့ရှိရင်တော့ဒီဗီဒီယိုဖိုင်လေးကိုဖိတ်ပြီးတော့မှနားထောင်ပေးပါလိုက်ပြီးတော့မှရေးမယ်ဆိုလို့ရှိရင်လည်းရေးလို့ရတယ်လိုက်ပါရော့ဆိုမယ်ဆိုလို့ရှိရင်လည်းရော့ဆိုလို့ရပါတယ်ဒီအဒေတာ9ရက်9ချက်တည်အမတန်ကိုမှအစွမ်းထက်စေတာဖြစ်ပါတယ်2025တနှစ်တာလုံးမှာလည်းတော်တော်လေးကိုထူးခြားတဲ့အတွက်ငွေတွေထူးထူးခြားခြားနဲ့ကံကောင်းခြင်းတွေအများကြီးကိုမှလက်ခံရရှိခဲ့ကြတဲ့သူတွေအများကြီးရှိပါတယ်ထူးခြားအံ့ဩစရာကောင်းလောက်အောင်ငွေတွေစီးဝင်စေတာဖြစ်တဲ့အတွက်ကြောင့်မလို့2026 9ရက်9ချက်အဒိဋ္ဌာန်လေးကိုဒီဗီဒီယိုဖိုင်လေးနဲ့မျှဝေပေးလိုက်မှာဖြစ်ပါတယ်ရှင်ဒီဗီဒီယိုဖိုင်လေးမှာ2026တနှစ်တာလို့အတွက်ငွေဝင်ကျန်းစေတဲ့အဒိဋ္ဌာန်9ရက်9ချက်ကိုစတင်ပြီးတော့မှမျှဝေပေးသွားမှာဖြစ်ပါတယ်နံပါတ်1အိုင်လမန်နီငါကငွေကိုအရန်ချစ်တယ်နံပါတ်1အိုင်လမန်နီငါကငွေကိုအရန်ချစ်တယ်နံပါတ်2အိုင်လမန်နီငါကငွေကိုအရန်ချစ်တယ်နံပါတ်2 money love me ငွေကလည်းငါကိုအရန်ချစ်တယ်နံပါတ်2 money love me ငွေကလည်းငါကိုအရန်ချစ်တယ်နံပါတ်2 money love me ငွေကလည်းငါကိုအရန်ချစ်တယ်နံပါတ်3ငွေတွေကငါစီကိုအဖက်ဖက်ကနေပြီးစီးဝင်လာနေပါပြီနံပါတ်3ငွေတွေကငါစီကိုအဖက်ဖက်ကနေပြီးစီးဝင်လာနေပါပြီနံပါတ်3ငွေတွေကငါစီကိုအဖက်ဖက်ကနေပြီးစီးဝင်လာနေပါပြီနံပါတ်4ငါကချမ်းသာကြွယ်ဝခြင်းနဲ့ထိုက်တန်တဲ့သူပါနံပါတ်4ငါကချမ်းသာကြွယ်ဝခြင်းနဲ့ထိုက်တန်တဲ့သူပါနံပါတ်4ငါကချမ်းသာကြွယ်ဝခြင်းနဲ့ထိုက်တန်တဲ့သူပါနံပါတ်5ငါမှာအပေါ်ဆိုးကငွေတွေစီးစိမ်ဥစ္စာရတနာတွေပဲဖြစ်ပါတယ်နံပါတ်5ငါမှာအပေါ်ဆိုးကငွေတွေစီးစိမ်ဥစ္စာရတနာတွေပဲဖြစ်ပါတယ်နံပါတ်5ငါမှာအပေါ်ဆိုးကငွေတွေစီးစိမ်ဥစ္စာရတနာတွေပဲဖြစ်ပါတယ်နံပါတ်6ငါက2026မှာကြိတ်တဲ့ချမ်းသာတဲ့သူဖြစ်နေပါပြီနံပါတ်6ငါက2026မှာကြိတ်တဲ့ချမ်းသာတဲ့သူဖြစ်နေပါပြီနံပါတ်6ငါက2026မှာကြိတ်တဲ့ချမ်းသာတဲ့သူဖြစ်နေပါပြီနံပါတ်9ငါကငွေကြေးလွန်မြောက်မှုဘဝကိုအပြည့်အဝရရှိနေသူဖြစ်ပါတယ်နံပါတ်9ငါကငွေကြေးလွန်မြောက်မှုဘဝကိုအပြည့်အဝရရှိနေတဲ့သူဖြစ်ပါတယ်နံပါတ်9ငါကငွေကြေးလွန်မြောက်မှုဘဝကိုအပြည့်အဝရရှိနေတဲ့သူဖြစ်ပါတယ်နံပါတ်10ငါလိုချင်ဖြစ်ချင်တဲ့အရာတွေဟာလွယ်ကူကူနဲ့လက်ခံရရှိနေပါပြီနံပါတ်10ငါလိုချင်ဖြစ်ချင်တဲ့အရာတွေဟာလွယ်ကူကူနဲ့ရရှိနေပါပြီနံပါတ်10ငါလိုချင်ဖြစ်ချင်တဲ့အရာတွေဟာလွယ်ကူကူနဲ့လက်ခံရရှိနေပါပြီနံပါတ်9
ငါရဲ့ abundant energy တွေဟာထူးခြားစွာပွင့်လင်းနေပါပြီနံပါတ်9ငါရဲ့ abundant energy တွေဟာထူးခြားစွာပွင့်လင်းနေပါပြီနံပါတ်9ငါရဲ့ abundant energy တွေဟာထူးခြားစွာပွင့်လင်းနေပါပြီယေရှုတင်ပါတယ်ယေရှုတင်ပါတယ်ယေရှုတင်ပါတယ်ဒီနေ့မှာ2026အတွက်9ရက်9ချက်အတိတ်ထံကိုလှုပ်ဆောင်နိုင်ခဲ့တဲ့ငါကိုငါယေရှုတင်ပါတယ်ဒီနေ့မှာ2026ခုနှစ်အတွက်9ရက်9ချက်အတိတ်ထံကိုလှုပ်ဆောင်နိုင်ခဲ့တဲ့ငါကိုငါယေရှုတင်ပါတယ်ဒီနေ့မှာ2026ခုနှစ်အတွက်9ရက်9ချက်အတိတ်ထံကိုလှုပ်ဆောင်နိုင်ခဲ့တဲ့ငါကိုငါယေရှုတင်ပါတယ်စကြဝဠာကြီးကိုယေရှုတင်ပါတယ်တဘာဝတရားကြီးကိုယေရှုတင်ပါတယ်မိခင်ကွာမျိုးကိုယေရှုတင်ပါတယ်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 